BBC မြန်မာ TV စီစဉ်တွေကိုလန်ဒန်မြို့ကနေတိုက်ရိုက်တင်ဆက်ပေးနေပါပြီကျွန်တော်ကျော်စရာပါဒုတိယမြောက် Elizabeth ပြည်မကြီးနှက်ရွာဆန်သွားခဲ့ပြီးနောက်နိုင်ငံတော်ဝန်နေချင်းနေ့ရက်များအဖြစ်ဘာကင်နန်းတော်ကတရားဝင်ကြေညာထားပါတယ်ပြည်မကြီးဟာမနေ့ကစက်တင်ဘာလ10ရက်နေ့မှာတက်တော်96နှစ်အရွယ်ပြည်မကြီးနှက်ရွာဆန်သွားခဲ့တာဖြစ်ပါတယ်သူနန်းဆန်သက်နှစ်ပေါင်း80ကြာခဲ့တာမို့ဗြိတိရှ်သမိုင်းမှာနန်းသက်အရှည်ဆုံးပြည်မကြီးဖြစ်ပါတယ်တာတော် Charles မင်းသားဟာတတိယမြောက်ချားပြင်ဖြစ်နတ်မွေဆက်ခံခဲ့ပြီးကျင်းရတော့မီဘီယာကင်မလာနဲ့အတူဘာမရဲဆိုင်ကနေလန်ဒန်မြို့ကိုရောက်လာပြီးဖြစ်ပါတယ်တတိယမြောက်ချားပြင်အနေနဲ့မကြာခင်မှာတိုင်းပြည်ကိုမိန့်ခွန်းပြောကြားဖို့ရှိနေပါတယ်ဘာမရဲဆိုင်တော်ဘကင်နန်းတော်နဲ့ဝန်စာရဲတိုက်တို့မှာလည်းလွမ်းသူပန်းတွေလာချကြသူတွေနဲ့ပြည်နယ်လို့နေပါတယ်ဘာသာပေါင်းစုံစုကြုံနေမြင့်မြွေလူဒန်းစားအသီးသီးဟာပြည်မာကြီးကိုအောက်မေ့တရရတဲ့အနေနဲ့နောက်ဆုံးဂါရဝပြုမှုတွေလုပ်နေကြပါတယ်လန်ဒန်မြို့မှာပြီးခဲ့တဲ့နိုင်ပိုင်းလေးကပဲပြည်မာကြီးအတွက်မြောက်ပစ်ဖောက်လေးပြုမှုတွေပြုလုပ်ခဲ့ကြသလိုဩစတြေးလျနယူးဇီလန်နဲ့တဟာရနိုင်ငံတွေမှာလည်းပြည်မာကြီးအတွက်ဂုဏ်ပြုအောက်မေ့တွေအခမ်းအနားတွေကိုကျင်းပနေကြပါတယ်Elizabeth ပြည်မကြီးအတွက်ဝန်နေချင်းအထိမ်းအမှတ်အဖြစ်ကမ္ဘာတော်ဝန်မှာအလန်တိုင်တဝက်လွှင့်ထူမှုတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်ဝက်မင်စတာဖျားရှိခိုးကျောင်းကြီးကခေါင်းလောင်းထိုးတန်တွေစီဝေခဲ့တယ်လို့ဗြိတိရှ်လွှတ်တော်မှာလည်းအမတ်တွေကစုဝေးဂါရဝပြုခဲ့ကြပါတယ်ဒုတိယမြောက် Elizabeth ပြည်မကြီးရဲ့ဇာပနအခမ်းအနားကိုနောက်10ရက်အကြာမှာကျင်းပဖို့ရှိပေမဲ့ရက်အတိအကျကိုတော့နန်းတော်ဘက်ကတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးအခုတော့ Elizabeth ဘီယမာကြီးရဲ့ဘဝဆက်ကြောင်းကိုကြည့်ကြရအောင်ပါထင်းနှံအရာအရာကိုစက္ကန့်တုန်းကသူ့အသက်က28နှစ်ပဲရှိပါသေးတယ်နှစ်ပေါင်း1200သက်တမ်းရှိတဲ့နန်းဆက်ကိုသူစက္ကန့်ခဲ့တာပါအဲ့ဒီယာရုတာဝန်ဟာသူ့အတွက်တစ်သက်တာလုံးထမ်းဆောင်ရမယ့်နေရာတစ်ခုဆိုတာသူနားလည်ပါတယ်ဒါပေမဲ့သူ့ကိုမွေးလာတော့ကတော့နန်းတက်ရမယ်သူလို့ဘယ်သူမှမထင်ခဲ့ပါဘူး Elizabeth Alexandra Mary Windsor ကို1926ခုဧပြီလ21မှာဖွားမြင်ခဲ့ပါတယ်သူဟာ York မြို့သားကြီးရဲ့သမီးဦးလည်းဖြစ်ပါတယ်1936မှာသူ့ဘာကြီးတော်အဋ္ဌမမြောက် Edward ဘုရင်ထိန်းနှံစွန့်သွားတဲ့နောက်မှာတော့ Elizabeth ရဲ့ခမဲတော်ကဘုရင်ဖြစ်လာပြီးသူလည်းနန်းလျာနေရာကိုရောက်သွားပါတယ်ခမဲတော်ရဲ့နန်းတက်ပွဲမှာ17နှစ်သမီး Elizabeth လည်းသူ့ဘဝရှေ့ခရီးကြုံလာရမယ့်အခြေအနေတွေကိုစတင်မြည်ဆန်းလိုက်ရပါတယ်မိသားစုတန်ရုံးစဉ်ကလည်းခိုင်မာလှပါတယ်ဖခင်ကြီးနဲ့ Elizabeth တို့ဟာတဦးနဲ့တဦးတွေ့တာကြသူတွေပါသူ့ဘဝတစ်လျှောက်လုံးနဲ့ဖခင်ကြီးကအားကျလေးစားရသူဖြစ်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာလည်းတော်ဝင်မိသားစုဟာအာဏာရှင်စနစ်ကိုဗြိတိရှ်တွေရဲ့တွန်းလှန်မှုမှာစံပြအဖြစ်ရပ်တည်ပြနိုင်ခဲ့ပါတယ်။ Elizabeth ကိုယ်တိုင်လည်းတပ်ထဲဝင်ကားမောင်းတင်ပြီးစစ်လော်ရီကားအောင်ပြင်ပေးခဲ့ပါတယ်။ဥရောပမှာဗြိတိန်စစ်အောင်နိုင်တဲ့အခမ်းအနားလုပ်တဲ့ညမှာBuckinghamနန်းတော်ရှေ့လူထုကြီးရောက်လာတော့Elizabeth လည်းတော်ဝင်မိသားစုနဲ့အတူနန်းတော်လေးသားဆောင်မှာရှိနေခဲ့ပါတယ်။စစ်ကြီးပြီးတဲ့အခါမှာတော့ Elizabeth မှာလည်းချစ်သူရခဲ့ပါပြီ။1948ခုနှစ်ဇူလိုင်လမှာရေတပ်အရာရှိဘိုလီဖိလစ်မောက်ဘက်တန်နဲ့ဆေးဆက်ခဲ့ပါတယ်။လေးလကြာတဲ့အခါမှာတော့ Westminster Abbey ဖျားကျောင်းကြီးထဲမှာသူတို့နှစ်ယောက်လက်ထပ်ခဲ့ပါတယ်။ Again and again they joyfully responded. တစ်နှစ်ကြာတဲ့အခါမှာတာဦးလေး Charles ကိုမွေးဖွားခဲ့ပါတယ်။နောက်ထပ်2နှစ်နေပြီးတဲ့အခါမှာတော့ဒုတိယသမီးတော် Anne ကိုမွေးဖွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဖခင်ဘုရင်ကြီးဟာကင်ဆာရောဂါခံစားနေရပါပြီ။1952ခုဖေဖော်ဝါရီလမှာအရှေ့အာဖရိကကိုခရီးမထွက်ခင်မှာခမဲတော်ကို Elizabeth နောက်ဆုံးအကြိမ်တွေ့ခဲ့ရတာပါ။ကင်ညာကတောရိုင်းဥယျာဉ်မှာ Elizabeth တို့လင်မယားရောက်နေစဉ်မှာပဲခမဲတော်နတ်ရွာဆန်ခဲ့ပါတယ်။ Elizabeth ဘုရင်မတဦးဖြစ်ခဲ့ပြီဆိုတဲ့သတင်းကိုခင်မွန်းတွေကသူ့ကိုပြောလာခဲ့တာပါ။ဗြိတိန်လူထုကတော့စစ်တွင်းကာလဥဆောင်ခဲ့တဲ့ဘုရင်ကြီးဆုံးရှုံးလိုက်ရလို့တုန်လှုပ်ခဲ့ကြပေမဲ့ဘုရင်မတင်လေးကိုလည်းကြိုဆိုနှွေးထွေးခဲ့ပါတယ်။1953ဇွန်လမှာကျင်းပတဲ့နန်းတက်ပွဲဟာဗြိတိန်သမိုင်းမှာလည်းလူအစီကားဆုံးပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ Elizabeth ဟာ UK တစ်ခုထဲမှာသာမကကမ္ဘာအနှံ့ကဗြိတိန်ပိုင်နေမြေတွေရဲ့အကြီးအကဲပါဖြစ်လာခဲ့တာပါ။ဘုရင်မငယ်ငယ်လေးဟာကမ္ဘာအတိုင်းအဝိုင်းမှာထင်ရှားကျော်ကြားလာခဲ့ပါတယ်။ ဩစတြေးလျမှာဆို Elizabeth ဘုရင်မရောက်လာတာကိုလူဦးရေရဲ့4ပုံ3ပုံလောက်ကထွက်လာကြည့်ခဲ့ကြပါတယ်။1960ပြည့်လွန်နှစ်တွေမှာတော့ Beatles ဂီတအဖွဲ့ပေါ်လာချိန်နဲ့တိုက်ဆိုင်ပြီးလူထုသဘောထားတွေလည်းပြောင်းစပြုလာပါတယ်။
တချို့ကလည်းတော်ဝင်မိသားစုကလူလူနဲ့ကင်းကွာနေသူတွေလို့အထင်ရှိကြပါတယ်ဒါကိုတုံ့ပြန်ဖို့နန်းတော်ကတော်ဝင်မိသားစုဆိုတဲ့နာမည်နဲ့ရုပ်သံမှတ်တမ်းဗီဒီယိုတစ်ခုထုတ်ခဲ့ပြီးအဲ့ဒီထဲမှာဘုရင်မကြီးအလုပ်လုပ်နေပုံနဲ့မိသားစုနဲ့အနားယူပုံတွေကိုတွေ့ရပါတယ် With this ring, I thee wed. ဘုရင်မကြီးနဲ့မိသားစုအတွက်1980ပြည့်လို့နှစ်တွေကတော့အားတက်စရာမျှော်လင့်ချက်တွေနဲ့စခဲ့ပါတယ်1982ခုနှစ်ဇူလိုင်လမှာသားတော် Charles မင်းသားက Lady Diana Spencer နဲ့ထိမ်းမြလက်ထပ်ချိန်ကတော့တော်ဝင်မိသားစုလူလူအချစ်ကိုရခဲ့ချိန်မှာCharles တို့အိမ်အောင်ရေးရင်းရိုင်လာတော့လဲလူသိထင်ရှားဖြစ်ခဲ့ပါတယ်1992မှာတော့သူတို့လမ်းခွဲခဲ့ကြပါတယ်အစိုးတွေကအဲ့ဒီမှာရပ်မသွားပါဘူး1990ခုဩဂုတ်လမှာချွေးမတော်ဟောင်းဒိုင်ယာနာမင်းသမီးတယောက်ပြင်သစ်နိုင်ငံပါရီမြို့တော်မှာရင်မတော်တဆဖြစ်ပြီးကွယ်လွန်ခဲ့ရတာကစလို့လူလူကတော်ဝင်မိသားစုအပေါ်ညှို့ညင်မှုတွေဖြစ်လာပြန်ပါတယ်ဒိုင်ယာနာသေဆုံးပြီးချိန်မှာဘုရင်မကြီးကတော့ကြံရစ်ခဲ့တဲ့မြေတော်လေးတွေနဲ့စကော့တလန်မှာရှိနေပါတယ်သူအတွက်ကတော့ဝီလျံနဲ့ဟယ်ရီတို့ကိုစောင့်ရှောက်ဖို့အလေးပေးခဲ့တာပါဒါပေမဲ့ဘက်ကင်ဟမ်နန်းတော်အပြင်ကိုလာပြီးပူဆွေးကြောင်းပြသကြသူလူလူကြီးကတော့တော်ဝင်မိသားစုဟာဂရုမထားဘဲနေနိုင်တယ်လို့ယူဆနေပါပြီဒါကြောင့်ပဲဘုရင်မကြီးကနန်းတော်ကိုပြန်လာခဲ့ပါတယ်လူလူရဲ့ခံစားချက်နဲ့ကင်းကွာတယ်လို့အထင်ခံခဲ့ရတဲ့ပထမဆုံးဖြစ်ရပါပဲအဲ့ဒီနှစ်ပိုင်းတွေဟာဘုရင်မကြီးအတွက်ခက်ခဲတဲ့ကာလတွေပါဒါပေမဲ့ရှေ့မှာတော့ပျော်စရာနေ့ရက်တွေလည်းရှိလာခဲ့ပါတယ်2011အရောက်မှာတော့လူလူကတော်ဝင်မိသားစုကိုစိတ်ဝင်စားမှုပြန်ရလာပါတယ်မြေတော်မင်းသားဝီလျံကက်သရင်းမစ်ဒယ်တန်နဲ့လက်ထပ်တာကိုလူတောင်းချီပြီးလာကြည့်ခဲ့ပါတယ်ဘုရင်မကြီးရဲ့စိန်ရတုပွဲကလည်း2012မှာချိန်ချိန်သေးပါပဲလန်ဒန်ကပွဲမှာရောနိုင်ငံအဝန်းလှည့်လည်ချိန်ဒီမှာပါနှစ်ပေါင်း60အုပ်စိုးလာတဲ့ဘုရင်မကြီးကိုလေးစားချစ်ခင်ကြကြောင်းလူလူကပြသခဲ့ပါတယ်လန်ဒန်အိုလံပစ်ဖွင့်ပွဲမှာထူးခြားတဲ့ပြကွက်ကတော့ဒုတိယမြောက်အဲလစ်ဇဘက်ဘုရင်မကြီးနဲ့သူ့ရဲ့အထင်ရှားဆုံးစပိုင်ဂျိမ်းစ်ဘွန်တို့အတူတူပွဲထွက်ခဲ့တာပါနန်းဆန်တဲ့260ကြာပြီမဲ့အံ့အားသင့်စရာလေးတွေဘုရင်မကြီးကဖန်တီးပြနိုင်နေတော့မယ်လို့ဆိုရမှာပါ2018မှာမြေတော်မင်းသားဟယ်ရီအမေရိကန်ရုပ်သံမင်းသမီးမက်ဂန်မာကယ်နဲ့လက်ထပ်ချိန်မှာလဲလူတို့ရဲ့တော်ဝင်မိသားစုအပေါ်စိတ်ဝင်စားမှုဆက်ရှိနေသေးတာကိုတွေ့ရပါတယ်ဒါပေမဲ့မိသားစုတွင်ကပြဿနာတွေလည်းရှိလာပါတယ်။သားတော်အလက်အန်ဒရူးမင်းသားကအသက်18နှစ်အရွယ်မိန်းကလေးတူကိုလိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေထွက်လာခဲ့အပြီး2019မှာအန်ဒရူးမင်းသားတော်ဝင်မိသားစုတာဝန်တွေကနေနှုတ်ထွက်ခဲ့ပါတယ်။2022မှာတော့အန်ဒရူးကဆွဆွဲသူအမျိုးသမီးရဲ့အမှုကိုတရားရုံးမှာရော်ကြေးပေးပြီးရုပ်သိမ်းစေခဲ့ပါတယ်။အန်ဒရူးကတော့အဲ့ဒီဆွဲချက်တွေကိုတောက်လျှောက်ညှင်းခဲ့ပါတယ်2020မှာလေဟယ်ရီနဲ့မက်ဂန်တို့ကတော်ဝင်မိသားစုဘဝတွေကထွက်ဖို့ဆုံးဖြတ်ခဲ့ကြပြန်ပါတယ်ကယ်လီဖိုးနီးယားကိုရွှေ့နေခဲ့ကြပြီးမက်ဂန်ကရုပ်သံအင်တာဗျူးတစ်ခုပေးခဲ့ပါတယ်အဲ့ဒီအင်တာဗျူးထဲမှာသူကသက်သေမပြနိုင်ပေမဲ့ထိခိုက်စေတဲ့ဆွဆွဲမှုတချို့တော်ဝင်မိသားစုအပေါ်လုပ်ခဲ့ပါတယ်ဒီလိုအကြက်တဲတွေကြားမှာအကြီးမားဆုံးတစ်ခုကတော့2021မှာကျင်ယာတော်ဖိလစ်မင်းသားကြီးကွယ်လွန်ခဲ့တာပါပဲဝင်ဆာရဲတိုင်းမှာလုပ်တဲ့ဇာပနာအခမ်းအနားကိုဘုရင်မကြီးတက်ခဲ့ပါတယ်1940ခုနှစ်ကပေါင်းဖက်လာတဲ့ခင်မွန်းတွေကိုနောက်ဆုံးနှုတ်ဆက်ရတာပါသူတို့မင်္ဂလာသက်83နှစ်နဲ့ဘုရင်မကြီးသက်တော်95နှစ်မပြည့်ခင်လေးမှာအခုလိုခွဲခွာခဲ့ကြရတာဖြစ်ပါတယ်အဲလစ်ဘက်ဘုရင်မကြီးဟာဗြိတိန်သမိုင်းမှာအကြာဆုံးထိနှံဆိုးဆန်သွားခဲ့သူပါသူနန်းဆန်တဲ့အတွင်းနိုင်ငံကိုတည်ငြိမ်အောင်ထိန်းသွားနိုင်ခဲ့တဲ့စီးမြင့်ခံဘုရင်စနစ်ရဲ့ခွန်အားတရားအဖြစ်လဲပြခဲ့ပါတယ်။နိုင်ငံသမိုင်းမှာအပြောင်းလဲတွေဘလောက်ပဲကြုံခဲ့ရဘုရင်မကြီးကတော့ပြည်တွင်းမှာရောနိုင်ငံတကာမှာပါနိုင်ငံကိုကိုစားပြုပြီးခိုင်မာမြဲမြံစွာရပ်တည်သွားခဲ့သူတူဖြစ်ပါတော့တယ်။ကျွန်တော်မင်းထက်ပါဘုရင်မကြီးရဲ့ဘဝဇာတ်ကြောင်းကိုကိုမင်းထက်ပြောပြပေးခဲ့တာပါအဲလစ်ဇဘက်ဘုရင်မကြီးနတ်ရွာဆန်သွားတဲ့အတွက် UK တဝမ်းမှာလည်းအများပြည်သူကဝန်းနေခြင်းအထိမ်းအမှတ်တွေလုပ်နေကြပါတယ်လန်ဒန်မြို့လက်ကဘကင်နန်းတော်ရှိမှာကျွန်တော်တို့ BBC မြန်မာပိုင်းကကိုမိုးမြင့်လည်းရောက်နေပါတယ်အဲ့ဒီကမြင်တွေ့နေရတဲ့အခြေအနေတွေကိုပြောပြပါအောင်ခင်ဗျဟုတ်ကဲ့ကိုကျော်တရားကြီးဒီဘကင်နန်းတော်ရှိမှာတော့အခုကျွန်တော်နောက်မှာမြင်နေရတဲ့အတိုင်းပဲလူတွေကတော့အများကြီးစုဝေးရောက်ရှိနေကြပါတယ်
သူတို့ဟာပြင်မာကြီးကိုအောင်းမေ့ဝမ်းနေတဲ့အနေနဲ့ပန်းစည်းတွေလာချတာပြင်မာကြီးရဲ့တပ်ပုံလေးတွေကင်ထားကြတာလဲတချို့လူတွေမှာတွေ့ရပါတယ်ပြီးခဲ့တဲ့မိနစ်ပိုင်းတုန်းကပဲ Charles ပြန်လဲဒီကျင်ရတော်မိဖုရားကမီလာနဲ့အတူဒီကိုရောက်လာပါတယ်ရောက်လာပြီးတော့သူကဒီပန်းစည်းလာချတဲ့သူတွေကိုလည်းသူနှုတ်ဆက်ခဲ့ပါတယ်နောက်ပြီးတော့ဒီဘာကင်ဂမ်နန်းတော်တွေမကပါဘူးဒီ UK မှာရှိတဲ့တခြားပြင်မာကြီးနေတဲ့ငဲတဲ့နန်းတော်တွေနောက်ပြီးတော့ဖះเจ้าတွေမှာဆိုရင်လည်းဒီလိုမျိုးပန်းစည်းတွေချတာအထိမ့်မှတ်အောက်မေ့ဝဲအခမ်းအနားတွေလုပ်ကြတာလည်းရှိပါတယ်ပြီးတော့ဒီနေ့လယ်တုန်းကဆိုရင်လည်းဒီဖះเจ้าတွေမှာပေါ့လေဒီဖះเจ้าခေါင်းလောင်းတွေထိုးတာအမြောက်ဖောက်တာဆိုရင်လည်းဒါ96ချက်တိတိပေါ့ဒါပြင်မာကြီးဟိုနေထိုင်သွားတဲ့96နှစ်ဟိုဒါကွန်ပျူတာအနေနဲ့ပေါ့လေ96ချက်ဖောက်ပြီးတော့အမြောက်တွေဖောက်ပြီးတော့လည်းကွန်ပျူတာခဲ့ကြပါတယ်ဒီတော့ပြင်မာကြီးဟာဆိုရင်ဒါနန်းသက်80ပေါ့လေဒါပြည်တိန်ထီးနှံမှာဆိုရင်နန်းသက်အရှည်ဆုံးဒါနေသွားခဲ့တယ်နောက်ပြီးတော့တက်တော်ကလည်း96နှစ်ဆိုတော့လူကြီးလူငယ်ပေါ့ဒါမျိုးဆက်တော်များများအတွက်ဒါအောက်မေ့တတိယစရာတွေကတော့အများကြီးရှိနေကြပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဒီဘယင်မာကြီးရဲ့ဇာပနအစီအစဉ်ကရောဘယ်လိုများရှိပါလဲခင်ဗျဟုတ်ကဲ့ဇာပနအစီအစဉ်ကတော့ဒါနိုင်ငံတော်ဇာပနအနေနဲ့မကြခင်ကျင်းပမှာပေါ့နော်လောလောဆယ်တော့ဘီယင်မာကြီးဟာဒီသူနဲ့ရွာဆန်ခဲ့တဲ့စကော့တလန်ဘန်ဘိုရဲရဲတိုင်းမှာပဲသူ့ကိုထားရှိတယ်အဲ့ဒီကနေပြီးတော့ဒါလန်ဒန်ကိုတည်ဆောင်လာမယ်ပေါ့နော်လန်ဒန်မှာဆိုရင်တော့ကျွန်တော်တို့ဒီလန်ဒန်မြို့လယ်မှာရှိတဲ့ပါလီမန်လွှတ်တော်ဟိုအဆောက်အုံရှိတဲ့ဒါ Westminster ခမ်းမမှာဒါဘီယင်မာကြီးကိုဒါလာပြီးတော့လူတွေလည်းဂါရဝပြုနိုင်အောင်ပေါ့နော်အဲ့ဒီမှာအရင်ထားမယ်ပြီးရင်တော့နိုင်ငံတော်ဇာပနအနေနဲ့ကတော့ကျွန်တော်တို့ Westminster ဖျားเจ้าမှာဒါဇာပနလုပ်ဖို့ရှိပါတယ်အဲ့ဒီအချိန်မှာဆိုရင်တော့လူတွေလည်းလာပြီးတော့ဂါရဝပြုနိုင်သလိုUK နဲ့နိုင်ငံတကာကကောင်းဆောင်တွေနောက်ပြီးတော့နိုင်ငံတကာကဒီဘီယင်တွေဒီတော်ဝင်မိသားစုဝင်တွေပေါ့လေသူလာပြီးတော့ဟိုဂါရဝပြုကြဖို့ရှိပါတယ်အဲ့ဒါကတော့ဒီနိုင်ငံတော်ဇာပနကတော့နောက်ထပ်10ရက်လောက်မှကျင်းပမယ်လို့ဟိုကျွန်တော်တို့မျှော်လင့်ရပါတယ်ရက်တိကျကတော့အခုချိန်ထိမထုတ်ပြန်သေးပါဘူးခင်ဗျဟုတ်ကဲ့အခုအစ်တက်လာတဲ့ချားဘီယင်အနေနဲ့ကရောဘာတွေဆက်လုပ်ဖို့ရှိနေပါလဲခင်ဗျဟုတ်ကဲ့ချားဘီယင်ကတော့ဒါဘီယင်မာကြီးနေရွာစန္ဒာနဲ့ချားကဟိုဘီယင်တန်းဖြစ်တာပေါ့နော်သူ့ရဲ့ဟိုဘွဲကိုလည်းတတိယမြောက်ချားဘီယင်အနေဆိုတဲ့ဟိုဘွဲနာမည်ကိုသူခံယူထားပါတယ်သူကလည်းဟိုမနေ့တုန်းကဘီယင်မာကြီးနိုင်ဝဆန်သွားတဲ့အတွက်သူရောသူ့မိသားစုဝင်တွေရောအလွန်ဝမ်းနည်းပူဆွေးရတယ်ဆိုတဲ့အကြောင်းကိုလည်းသူထုတ်ပြန်ပါတယ်သူဟာဘီယင်မာကြီးနိုင်ဝဆန်ခဲ့တဲ့အဲစကော့တလန်ကနေပြီးတော့စောစောတုန်းကပဲဒီဘာကင်ဂမ်နန်းတော်ကိုရောက်လာခဲ့ပြီးရင်တော့သူကဝန်ကြီးချုပ်နဲ့ဗြိတိရှဝန်ကြီးချုပ် Liz Truss နဲ့လည်းတွေ့ဆုံဖို့ရှိတယ်ဒီညနေဆောင်ပေါ့လေဒီ UK အချိန်6နာရီမှာတော့ဒီနိုင်ငံကိုမိန့်ခွန်းပြောဖို့လည်းရှိပါတယ်ဒါဟာသူ့ရဲ့ပထမဆုံးဘီယင်အဖြစ်နဲ့မိန်ကွန်းပြောမှာပေါ့လေတကယ်တော့ဟို Charles ဘီယင်ဟာဟိုသူ့ရဲ့မိခင်ဘီယင်မာကြီးလိုပဲပေါ့ဒီ UK ရဲ့နိုင်ငံအကြီးအကဲတာမကဘဲနဲ့သူကဒနာသဟာယနိုင်ငံတွေပေါ့လေအခုဟိုကနေဒါဩစတြေးလျနယူးဇီလန်ဂျမေကာစတဲ့နိုင်ငံတွေရဲ့နိုင်ငံအကြီးအကဲလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုမိုးမြင့်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဗြိတိရှသမိုင်းမှာထီးနှံသက်အရှည်ဆုံးဒုတိယမြောက် Elizabeth ဘီယင်မာကြီးရဲ့ထူးထူးခြားခြားတသက်တာဘဝခီးလန်းအကြောင်းကိုပြန်ပြောင်းကြည့်ရင်းနဲ့ဒီအစီအစဉ်ကိုအဆုံးသတ်လိုက်ပါရစေခင်ဗျာ